င်းတော်ရဲ့သုံးဖို့အတွက်တွေအားလုံးအများကြီးပေါ့နော်တိန်းကြော်ရှုံတော့ကျွန်မထုတ်ပြီးတော့ကျွန်မတော့ခတ်တန်းဆိုရတော့တိန်းတာနှစ်ပတ်လောက်နေတဲ့အခါကျတော့အောက်တိုဘာလကုန်ထိကျွန်မစိတ်ရအကြိုက်တယ်အများအားကျွန်မဆရာမနေပဲဆရာသွားပြီးတော့စီးရင်စစ်ခိုင်းတယ်ပြီးတော့သူကလက်ထဲမှာရှိတဲ့ပတ်စံနဲ့စီးရင်နဲ့ကိုင်မကိုင်ပေါ့နော်ကျွန်မအဲ့လိုပဲအများစစ်တယ်ဖြတ်ပိုင်းနေနေတွေကျွန်မဗဟလဲကိုထည့်တဲ့နေစုစုကကိုင်မကိုင်တုံးလို့ကျွန်မတို့စစ်တယ်ကျွန်မဒုတိယပတ်မှာအများသွားလို့ရှိတဲ့အခါလက်ထဲမှာပတ်စံနှစ်သိန်းကြီးရှိတယ်ဒါပေမဲ့လာစမ်းပိုင်းမှာတော့အကုန်လုံးကိုကျွန်မပေးရတဲ့အတွက်ကြောင့်ဒုတိယပတ်ရောက်တဲ့အခါမှာကျွန်မလက်ထပ်ပတ်စံပုံမှုမိပါရှိတော့ပတ်စံအများကြီးဆိုရင်မလွယ်ကျွန်မမယူသွားနည်းနည်းလေးကျမှကျွန်မယူသွားလို့သူ့ကိုစစ်ခိုင်းသွားလို့ဆိုလမ်းမှာလည်းအတည်ရှိတယ်ကျွန်မဘယ်တော့ပတ်စံမပြောက်ဘူးကျွန်မလည်းတစ်ခါမှမသုံးတဲ့အတွက်ကြောင့်ကျွန်မနည်းနည်းတော့ချင်းမသုံးဘူးဆိုတော့ကျွန်မအများပတ်စံနဲ့စရင်းညာအများကြိုက်ဒုတိယပတ်လည်းရောက်တော့ကျွန်မပတ်စံကိုကြည့်လိုက်တော့စရင်းထဲမှာ6000ရှိတယ်ကျွန်မအဲ့ပတ်စံပုံကိုကြည့်တော့ပတ်စံလဲလိုက်တာကျွန်မစိတ်ထဲမှာဒီပတ်စံအချက်က6000တော့မဖြစ်နိုင်ဘူးထင်တယ်ဒီနေ့လာနေမှာကျွန်မရုံးမှာပတ်စံကျွန်မစစ်တယ်3000ပဲပြ3000ပဲပြောက်သွားတော့ကျွန်မတော့ဘယ်လိုမှမနေဘူး3000ပဲပြောက်သွားတယ်ဘာလို့ဆိုတော့ကျွန်မပတ်စံထားတဲ့နေရာနဲ့နေရာ3နေရာဆိုတော့ကျွန်မအဲ့မှာပြန်ကြည့်တယ်ကျွန်မပြန်ရှာတော့မတွေ့တော့ကျွန်မဒိန်းရင်းဖြစ်သွားပြီးတော့လုံးဝပြတ်ပြီးသေချာပြီးဆိုတော့ဒါပေမဲ့အဲ့ဒီကကျွန်မစုတောင်းတဲ့အခါမှာဖျားခင်ကကျွန်မကိုဘာပြောလဲဆိုဆာလန်90ခန်းနဲ့ဆက်တာမှုရောက်ဒီကာလနဲ့ငါ့ကိုခဏပြုတော့ငါဒီကဲလို့ဒီတင်လဲငါ့ကိုချီးမွမ်းလိုက်ပြီတဲ့နောက်ခါကျွန်မကိုဖိလစ်ပီဟောဝါဒစာခန်းကြီးလေးအငယ်6မှာဘယ်မှုကိုများစိုးရိမ်ခြင်းမရှိပဲရာနဲ့ကျေးဇူးတော်ချီးမွမ်းကျေးဇူးတော်ချီးမွမ်းတယ်ကျွန်မကျေးဇူးတော်ချီးမွမ်းတယ်နေ့ရက်ကြဘုရားကြီးကျွန်မလည်းမသုံးရအောင်3000ပဲဆိုတာတော်တော်များပါတယ်ဟောနောက်ကဘုရားခင်ကယေရမိ33သုံးနဲ့ငါ့ကိုခေါ်တော့ငါထုမိတစ်ခါပြောပြအဲ့ကျွန်မနေ့ရက်ကြဘုရားခင်ဘာဖြစ်လို့လဲဘာလို့လဲဆိုတော့ကျွန်မအရန်ကြီးကြတဲ့အတွက်ကြောင့်ပတ်စံမရှိတော့ရင်မရှိဘူးပြောက်ကျွန်မဘရောမှလက်လို့ဆိုပြီးခေါ်တော့ရန်ထိုက်ခဲ့တာကျွန်မနှစ်ပတ်ဒီပါကျွန်မစိတ်ကိုကျွန်မအရန်ချုပ်တီးထားပြောက်တဲ့အခါတနည်းပဲရှိတယ်သူများခိုးလို့ပြောက်သူများခိုးလို့ပြောက်လို့ဆိုကျွန်မဆိုးဆွဲရတော့ဘယ်သူဖြစ်နိုင်လဲပြောဖြစ်ကျွန်မစိတ်နှလုံးချုပ်ထားတယ်ဘုရားခင်အချိန်လုံးပြောတယ်ကျေးဇူးတော်ချီးမွမ်းပါကျေးဇူးတော်ချီးမွမ်းဆုတော်မတောင်းခိုင်းဆိုတော့ကျွန်မကျေးဇူးတော်ချီးမွမ်းတယ်နေ့တိုင်းဘုရားကြီးကျွန်မစိတ်ပူတယ်နော်ကျေးဇူးတော်ချီးမွမ်းပါရုံးကကျွန်မလက်ထောက်လူရမျိုးသမီးတွေကကျွန်မတနေ့ချီးမွမ်းတဲ့တခြင်းဆိုပြီးလှုပ်တဲ့အခါအမဆန်ပြန်တွေ့တာကျွန်မမတွေ့ဘူးလို့အဲ့ဒါအမဘလို့တခြင်းဆိုတယ်ကျွန်မပြောတယ်မသိဘူးဒါပေမဲ့ဘုရားခင်ကကျေးဇူးတော်ချီးမွမ်းခိုင်းလို့ငါကျေးဇူးတော်ချီးမွမ်းတယ်ဘာလဲဆိုတော့ဘုရားခင်ကကျွန်မကိုကျေးဇူးတော်ချီးမွမ်းခိုင်းတဲ့အခါမှာအဲ့ပြောရတဲ့ခွင့်ကိုပေးတယ်ကျွန်မအရန်စိတ်ပူတတ်တဲ့အခါမှာဆောင်းဝဲဖြစ်တော့ဘောမှအိတ်မပြောညဆိုရင်လမ်းမိုးတယ်စာရုပ်ထပ်ဖတ်တယ်အဲ့လိုတစ်ခုခုခေါင်းထဲမှာရှိတယ်ဖျားရှံညတိုင်းအိတ်ပြောရတဲ့ခွင့်ကိုကျွန်မကိုပေးတယ်ပြီးတော့ကျွန်မပြောရှင်းရှင်းနေရတဲ့ခွင့်ကိုပေးတယ်ကျွန်မပထမဆုံးကျွန်မအမကိုကျွန်မပြောတယ်အဆန်ပြောက်သွားပြီလို့ကျွန်မပြောတယ်ပြောက်သွားရဒုတိယအနေနဲ့ကျွန်မဆရာတော်မျိုးကျွန်မဘာပြောလဲဆိုတော့အဆန်ပြောက်သွားတယ်ဆရာတော်မြတ်ပြောက်တာမဟုတ်ဘူးတဲ့အခြားမှာโอเคဘယ်လိုပဲဖြစ်ဖြစ်ပြန်မတွေ့ရင်တော့စိုက်ရတယ်အဲ့တော့စိုက်တယ်လို့ဒါပေမဲ့ကျွန်မဗမာပြည်ကိုဒီဇင်ဘာလမှာပြန်มาဖြစ်တဲ့အတွက်ကြောင့်ကျွန်မ January လကျမှစိုက်ပြရစီလို့ဒါပေမဲ့စိုက်မှာတော့တေးချတယ်ကျွန်မတက်ထဲမှာပဲဖြစ်တဲ့ကိစ္စအဲ့လိုပြောပြီးတော့ကျွန်မတက်ပြနေတဲ့ဆရာမနေလို့ကျွန်မပြောပြတယ်ဘာလို့ဆိုသူပတ်စံစစ်တဲ့ခါမှာ3000ခွဲတော့ရှိရတာလေဘာလို့ဘာငါခဏထုတ်ရလဲဆိုတော့၄ကွာလာပြီကြောက်လို့ကျွန်မသူ့ကိုအသိပေးတယ်မနှွယ်ပတ်စံပြောက်တယ်မနှွယ်ရတယ်တော်ရီမပြောက်ဘူးတွေ့မှာပဲတဲ့အဲ့ဒါနဲ့သူလဲဆူတောင်းတယ်ကျမနီးစပ်တဲ့ညီမတွေပေါ့နော်ကျမရုံးကဆိုတားလေးလူကျမကိုဆူတောင်းပေးတယ်ကျမတို့ဒီလိုဆူတောင်းကြတယ်ကျမဘလို့မှရှာမတွေ့ဘူးဆိုတော့လုံးဝပျောက်သွားပြီလို့စိတ်လုံးချတယ်ဒါပေမဲ့ကျမတခုပဲပြောတယ်ဘာဖြစ်လို့လဲဘုရားသခင်ကကျမနည်းနည်းပါးပါးပေါ့နော်ဘူးမှမသိပါဘူးငါယူသုံးထားလိုက်မယ်1000 2000ဆိုလို့ဘုရားကကျမကိုဒဏ်ပေးလို့ဒီပတ်စံပြောက်တယ်ဆိုရင်ကျမအော်ငါသုံးပြီလို့အဲ့မဲ့ကျမလုံးဝမသုံးတာဘုရားသခင်သိတယ်ဆိုနောက်ဆုံးနေ့မှာကျမဘယ်လိုဆုတောင်းလဲဘုရားသခင်ကျမစိတ်မရှိတော့ကျမတော့သူများကိုဆွဆွဲလို့နီးနီးဖြစ်နေပြီနော်အဲ့ဒါဆိုကျမရဲ့ရုံးက
ဆိုရတော့တယ်ထထတယ်တခါလေကျမတို့မှာပြီးတော့ပေါက်ထိုးမိတယ်နံပါတ်တွေလဲဆိုတော့ဘလုံးမခိုးတာမဖြစ်တာကျမရုံးမှာအမှုတော်ဆောင်နေပဲဖြစ်တယ်ဒါပေမဲ့အင်္ဂါနေ့တော့ဘုဒ္ဓနေ့တော့ကျမလူမီစီဝေးသွားတော့ကျမအိတ်ကလုံးယူသွားညကျမမိုက်တော့ပြန်มาအိတ်တယ်တော့ဂျာနေညနေရကြတော့ကျမတစ်ခါခီးဆောင်အိတ်ကလုံးထထုတ်တယ်ဒါပေမဲ့အဲ့ဒီအိတ်မဟုတ်ဘူးနောက်အိတ်ကလုံးအဲ့ဒီအိတ်ကလည်းကျမဘယ်တော့မှအိတ်3လက်3ထားမရှိဘူးသူကအထက်အကန့်ကအများကြီးပဲအိတ်ထဲမှာပါတယ်ဆိုတော့ကျမအဲ့အိတ်ကိုယူပြီးနှိုက်လိုက်တဲ့အခါမှာချက်ချင်းခုလူသွားဆမ်းမိတယ်သွားဆမ်းတယ်ကျမအဲ့ဒါဘာလဲဆိုတော့ကျမအိတ်ရေစစ်တွေဖွင့်လာအဲ့ဒီစစ်တစ်ခုမှာသွားဆမ်းမိအဲ့ပတ်စံ3000ဝယ်ပြန်ထွက်လာကျမအရာဝါလာတယ်ဖျားသခင်ကျမပြောတယ်ကျမယုံမှာငါတလောက်တိတိကျကျလုပ်ရနေအဲ့ဒီကျမခံဆွဲတယ်ပေါ်လို့ကျမဆွဲထုတ်သွားတော်လေးအမိုက်ရတော့ရှင်းသွားတယ်ငါတို့အထက်လုပ်ရနေအဲ့ဒီပတ်စံ3000ဝယ်အဲ့ဒီအောက်မှာပြုတ်ကြနေရင်လို့ဒေါ်ရီယာတော်အသုံးမကျတဲ့မိန်းမပဲဆိုကျမပြောဖျားသခင်ကနေဟာဘာမှမဟုတ်ဘူးဆိုကျမကိုချက်ချင်းပြောလိုက်ကျမဘလောက်ဝမ်းမြောက်တယ်လဲဆိုကျမညီမတွေကျမဘာပြောလဲဆိုဒီပတ်စံ3000ဝယ်ပြတ်တာနော်ဘလို့ဖြစ်ဖြစ်ငါစူးစမ်းပြီးချက်လို့ရဒါပေမဲ့အဲ့ဒါငါကုန်သိခါနေစိုက်တယ်လို့ဘယ်သူယုံမလဲကျမကိုတေချာတည်တဲ့သူကတော့ယုံပါလိမ့်မယ်ဒါပေမဲ့ရှင်းပြလို့ခက်ခဲတဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့ဘုရားရှင်ကစိတ်နှလုံးကိုတည်တဲ့ဘုရားဖြစ်တယ်ပြီးတော့လည်းနေဘလောက်တိကျမှမပါရင်ပြီးဘူးဆိုဘုရားရှင်ကကျမကိုတည်ပေးပါတယ်ကျမအဲ့ဒီပတ်စံ3000ကိုပြန်တွေ့တယ်ကျမညီမတွေအားလုံးချက်ချင်းဖုန်းဆက်ပြီးပြောတယ်ဖျားရှင်နာမှာရမ်းကိုပုံကြည့်ပါပဲအဲ့တော့မှဖျားရှင်ကျမအထက်ဘာလို့ကျေးဇူးတော်ချီးမွမ်းမှာလို့ပြောတယ်လေဆိုတာကျမသိအဲ့ဒါကျမတို့အထူးမြတ်ဆုံးသောခရစ်စမတ်လက်ဆောင်ဖြစ်ပါတယ်လို့လို့ဆိုကျမပြန်သွားတယ်ဘယ်လိုမှပြောမှာမဟုတ်ဘူးကျေးဇူးတော်ချီးမွမ်းပါတယ်ရောက်စတဲ့ဖျားရှင်ကောင်းချီးပေးပါစေ